ဒီငှက်ဖိုဟာနှမလေးရဲ့အချစ်ကိုရရင်အတွက်တန်ရှင်းရေးအသေးအတန်လုပ်နေရှာပါတယ်။သူချစ်ရတဲ့နှမလေးရဲ့နှလုံးသားကိုသိမ့်ပိုက်ဖို့အတွက်သူကမွေရေခွန်ကိုအဝစ်တစ်ခုလိုသုံးပြီးတစ်ကိုင်းတွေကိုပြောင်းလဲနေအောင်ပို့တိုက်ပါတော့တယ်ရှင်။ရွှေလီနဲ့ကြိုက်လက်ကအကိုကြီးတို့အမကြီးတို့ကျေးဇူးပါရှင်။မှန်တစ်ချက်လိုပြောင်းလဲထင်ဟပ်နေတဲ့အထိပါပဲတကယ်ပါပဲငှက်လောကကြီးကကြဲပြောတော့ထူးထူးဆန်းဆန်းတွေစုံလို့ပါပဲရှင်ပိုနေတဲ့တစ်မြစ်တွေမျက်စိနောက်ဆရာတစ်ကိုင်းတွေကိုလည်းမချန်ထားပါဘူးဒီနေရာမှာမရှိတဲ့အမိုက်တရိုက်မှန်သမျှတခုမှမကြံအောင်တေချာရှင်းလင်းနေတာပါရှင်ဒါဟာပိုးပန်းမဲ့အထီးတွေရဲ့စိတ်အားထက်သန်မှုတွေပါရှင်ချိန်တွေးမဲ့နေရာကိုတန်ရှင်းသက်ရက်အောင်ထားမှနှမလေးတွေရဲ့နှလုံးသားကိုပို့ပြီးလွယ်လွယ်ကူကူရနိုင်မှာပါနှစ်နာရီခွဲကြာအောင်ပင်ပန်းပြင်ဆင်ပြီးတဲ့နောက်မှာတော့အမတွေကြိုက်တဲ့အသီးတွေကိုရှာဖွေပြီးတော့ခင်းကျင်းထားပါတယ်ရှင်ဒါဂရိုမန်တဆန်နဲ့အငွေသက်ကိုတိုးတက်စေုံတင်မကအိတ်စပြီးမြောက်တဲ့အခါမှာလည်းအားရင်တွေကိုပြန်ပြေးစေပါတယ်ရှင်အကုန်လုံးပြီးသွားရင်တော့နှမလေးတွေအလားကိုစောင့်နေုံပဲရှိပါတော့တယ်သူသဘောကျရတဲ့နှမလေးမလာခင်ဆက်ကြားမှာငှက်အဖိုတွေဟာသူလေ့ကျင့်ထားတဲ့အကောက်ကိုဇက်တိုက်လေ့ကျင့်နေပါတယ်ရှင်သူ့ရဲ့ခေါင်းခါရမ်းပုံတင်မကဖင်လုတ်ပုံနဲ့ခန္ဓာကိုယ်လှည့်ကွက်တွေကလေးသွားစီးချက်နဲ့အပြည့်အဝကိုကိုက်ညီနေတာပါဘလို့အကအလှမျိုးလဲဆိုတာအတိအကျမသိရပေမဲ့တကယ်ကိုဆွဲဆောင်မှုရှိလာပါတယ်ခဏလေးကြာတော့လမ်းကြုံလို့ဖြတ်သွားတဲ့နှမလေးတကောင်ကသူ့ရဲ့ဆွဲဆောင်မှုနောက်ကိုပါသွားခဲ့ပါတယ်ရှင်ဒီခွင့်ရေးကိုမိမိရဆုပ်ကင်ဖို့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့နှမလေးရဲ့နှလုံးသားကိုမလှုပ်ခတ်နိုင်ခဲ့ပါဘူးရှင်သူမတိလိုက်တဲ့အချိန်မှာပဲနှမလေးကသူ့ရဲ့ငွေရေခွန်ကိုပါခိုးယူပြီးထွက်သွားခဲ့ပါတယ်နှက်ဖိုလေးဟာအသေးကွဲနေတဲ့အချိန်မှာပဲနောက်ထပ်နှမလေးတကောင်ကသူ့အနာကိုဆွဲဆောင်ခြင်းခံလိုက်ရပြန်ပါတယ်ဒီတစ်ချိန်မှာတော့နှက်ဖိုကပြီးခဲ့တဲ့သင်ခန်းစာကိုယူပြီးဘာစကားမှအများကြီးမပြောတော့ပဲအေးကအဆင့်တွေကိုကြော်ကချက်ချင်းပဲတစ်နှစ်သုံးဆိုပြီးအဆုံးသက်လိုက်ပါတော့တယ်ရှင်။နှက်မလေးခမညာဘာမှတောင်းတတိမထားမိလိုက်ပဲတုံ့ပြန်ဖို့အချိန်တောင်မရလိုက်ပါဘူးရှင်။အခုလိုစိတ်ဝင်စားစရာတွေထပ်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောပေးသွားကြပါအောင်ရှင်။